တနေ့ကိုကျက်ဥရှစ်လုံးလုံးညတလတီတီစက်တိုက်သားစားကြည့်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်မှာဘယ်လိုပြောင်းလဲမှုတွေဖြစ်လာမလဲဆိုတာကြည့်ရအောင်အစာပိုင်းမှာတော့တော်တော်လေးကိုဘိုက်ဝနေမှာဖြစ်ပြီးအားအိမ်တွေလည်းတောက်ချောင်ပြေးဝနေမှာပါဘာလို့လဲဆိုတော့ပရိုတင်းဓာတ်တွေအကဲဝရရှိနေလို့ပါမယ်တစ်ပတ်လောက်ကြာသွားတဲ့အခါမှာတော့ကြွက်သားတွေပြန်လဲကောင်းမွန်လာတဲ့နှုန်းကအရန်ကိုမြန်ဆန်လာပါလိမ့်မယ်ဒီနေ့ကိုပရိုတင်း90 gram လောက်တိတိကျကျရနေကြကြောင်းဖြစ်ပါတယ်ဒုတိယပတ်ထဲရောက်လာရင်တော့တတိထားဖို့လိုလာပါပြီကိုလက်စထရောတွေကအရှိန်နဲ့တက်လာနိုင်လို့ပါတကယ်လို့ကို့မှာတွေ့တွင်းအစီဓာတ်မြင်နေပြီးသားသူဆိုရင်တော့တော်တော်လေးကိုအန်ဒီရယ်များတဲ့အခြေအနေဖြစ်သွားနိုင်ပါတယ်တတိယပတ်မှာတော့လေ့ကျင့်ခန်းလုံးဝမလုပ်ပဲဒီတိုင်းစားနေမယ်ဆိုရင်ကိုယ်လေ့ကျင့်ကတက်လာမှာအသေးချပါပဲဒါပေမဲ့ကြွက်သားတိစောင့်နေတဲ့သူတွေအတွက်ကတော့ကြွက်သားထုကတော်တော်လေးကိုတီးတီးတာတက်လာမှာဖြစ်ပါတယ်တလားပေးသွားတဲ့အချိန်မှာတော့ကျမကြီးအရန်ကောင်းတဲ့သူတွေအတွက်ပြဿနာမရှိနိုင်ပေမဲ့ရောဂါအခန်းရှိသူတွေဒါမှမဟုတ်ကိုလက်စထရောမြင့်နေတဲ့သူတွေအတွက်ကတော့တကယ်ကိုအန်ဒီရယ်ရှိလာနိုင်ပါတယ်အကျိုးပြောရရင်တော့ကျဲဦးကတကယ်ကိုအကျိုးပြုတာမှန်ပြီးမဲ့တနည်းကိုရှစ်လုံးဆိုတာကတော့များလွန်းတယ်လို့ဆိုရမှာပါပဲ